အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတို့မှာတပြိုင်တည်းဆိုသလိုဘဝကိုဆက်ကြည့်ပဲဖြစ်ဆိုးရွားလွန်းတဲ့ရာသီဥတုကြီးရင်ဆိုင်နေရတာတွေ့ရတယ်။ဟုတ်ကဲ့လား။တကယ်ကိုရုပ်ရှင်ကားတွေထဲကတပေါ့ဆိုတော့ကျမတို့ရဲ့အဓိကရည်ရွယ်ချက်ကဒီလိုပြင်းထန်လွန်းတဲ့တဘာဝမင်းတွေဝင်လာတဲ့အခါအစိုးရရဲ့အေးပေါ်ထုတ်ပြန်ဆောင်ရွက်ပုံတွေကဘလောက်အထိထိရောက်မှုရှိတယ်ဆိုတာရဲ့ပြီးတော့ပြည်သူရဲ့လုံခြုံရေးအတွက်ဒီရဲဘော်တတိပိချက်တွေကဘလောက်တောင်အသက်တမျှအရေးကြီးနေတယ်ဆိုတာကိုအသေးစိတ်သူးဆက်ကြည့်ဖို့ပါပဲရာဒီရုတတိပိချက်တွေဆိုတာနေတိုင်းလိုကြားနေရတဲ့ကိစ္စဆိုပေမဲ့လေတကယ်တမ်းဒီနောက်ွယ်ကစီမံခန့်ခွဲမှုတွေကတကယ်ကိုစိတ်ဝင်စားမှုကောင်းနေပါတယ်အဲ့ဒါအတည်ကြပဲဗျ။ဘာမှရာဒီကိုဖောက်ပြန်တာလောက်ပြောနေတာမဟုတ်ဘူးနော်။လူသားတွေနေ့စဉ်ဘဝတွေလမ်းပန်းဆက်သွယ်ရေးစနစ်ကြီးတစ်ခုလုံးနဲ့အရေးအကြီးဆုံးပွဲတော်ရက်တွေပုံကဘလောက်အထိကြီးမားတဲ့တည်ရောက်မှုတွေပေးနေတယ်ဆိုတာကတကယ်ကိုလေ့လာပြပါဟုတ်ပါတယ်ဆယ်အထူးသဖြင့်ဒီနိုင်ငံကြီးနဲ့နိုင်ငံမှာမတူညီတဲ့သဘာဝဘေးရန်တွေကိုအချိန်ကိုက်ဆိုသလိုရင်ဆိုင်နေရတာကိုကြည့်ရင်အာဏာပိုင်တွေကတရင်တွေကိုဘလို့ပုံစံမျိုးနဲ့ချပြတယ်ပြည်သူတွေကတော့ဘလောက်အထိအလေးနဲ့ထားတုံ့ပြန်ကြတယ်ဆိုတာကသဘာဝဘေးစီမံခန့်ခွဲမှုသဘောတရားမှာတကယ်ကိုကြီးမားတဲ့သင်ခန်းစာတွေပါပဲဒါဆိုရင်ပထမဆုံးအနေနဲ့ American ပြည်ထောင်စု New York ပြည်နယ်ဘက်မှာဖြစ်ပေါ်နေတဲ့အရေးပေါ်လင်းစုံကိုင်းအခြေအနေကိုစပြီးကြည့်လိုက်ရအောင်အခြေအနေကတော်တော်လေးကိုဆိုးရွားနေတဲ့ပုံပါပဲတော်တော်ဆိုးတယ်ဗျNew York ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul က Albany မြို့မှာသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့တနင်္ဂနွေနေ့နံနက်ပိုင်းကစလို့ပြည်နယ်အတွင်းကခရိုင်ပေါင်း12ခုမှာအရေးပေါ်အခြေအနေကိုတရားဝင်ကြေညာလိုက်ရတယ်အရေးပေါ်အခြေအနေ state of